အားလုံးပဲမင်္ဂလာပါရောက်စီတိုင်းဖျာရှင်ကောင်းကြည့်ပေးပါစေဒီနေ့ Holy Tuesday မှာကျွန်တော်ဒီနေ့သခင်ယေရှုပြုလုပ်ခဲ့တဲ့အရာတွေကျွန်တော်ဒီနေ့နှုတ်ပတ်တော်ထဲကနေပြီးတော့မှဆင်ခြင်ခွင့်ယူဖို့ဖြစ်ပါတယ်ရှမသက်ခရစ်အခန်းကြီး26အခန်းငယ်6ကနေ16ထဲမှာတွေ့ရမှာဖြစ်ပါတယ်အခန်းငယ်6ထဲမှာကျွန်တော်ဒီနေ့ဘေသနိရွာမှာလူနူဖူးတဲ့နော်ရှီမုန်သူ့အိမ်မှာဖိတ်ခေါ်ချင်းခံပြီးတော့မှအဲ့ဒီချိန်မှာရှိနေတဲ့အချိန်မှာမိန်းမတယောက်ကများစွာသောအဖိုးထိုက်တဲ့ကြောက်ဖြူခွက်ထဲမှာနော်စီမွေးကိုယူလာပြီးတော့မှရိုက်ခွေးပြီးတော့မှသူ့ရဲ့ခေါင်းကိုလောင်းပြီးတော့မှအဲ့မှာအဖိုးတန်ဆုံးသောအရာနဲ့စီလောင်းခြင်းကိုပြုလုပ်တယ်ဆိုတော့ကိုတွေ့ရပါတယ်အဲ့ဒီချိန်မှာတပည့်တော်တွေကတွေ့တဲ့အခါမှာတဲ့ဘာကြောင့်အလကားဖြစ်စေတာလဲတဲ့အဲ့ဒီစီမွေးကိုရောင်းပြီးတော့မှမရှိစင်းရသားတွေကိုပေးရင်မကောင်းဘူးလားလို့ပြောတဲ့အခါမှာသခင်ယေရှုကဒီလိုပြောပါတယ်ဤစီမွေးကိုငါ့ကိုယ်ပေါ်၌သွန်းလောင်းဒီမှာငါအလောင်းကိုတကြုံမီဟုပြင်ဆင်ခြင်းကပြုတည်းတဲ့ကျွန်တော်ဒီနေ့ကယ်ရီဂျင်သခင်ယေရှုခရစ်တော်ဟာမြတ်မကြခင်မှာကျွန်တော်အပြစ်အတွက်လေဝါကတိုင်းမှာအသေးခံပြီးတော့မှတကြိုချင်းခံမယ်ဆိုတဲ့အရာကိုသူကြိုတိပြီးတော့မှဒါကိုပြောရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဆင်ခြင်စရာကဒီအမျိုးသမီးကအဖိုးတန်ဆုံးသောအရာကိုသခင်ယေရှုပေးတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဆိုတော့မိတ်ဆွေဒီနေ့ကျွန်တော်လူသားအားလုံးကျွန်တော်ယုံကြည်သူမယုံကြည်သူလူအားလုံးကဖျားခင်ကတူညီသောအချိန်ပေးထားတာဖြစ်ပါတယ်အချိန်နဲ့လှုပ်တဲ့အချိန်နဲ့ကတကယ့်ကိုတန်ဖိုးအရှိဆုံးသောအရာပဲဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ယူမောင်မဒီနေ့ Holy Week မှာတင့်ရဲ့အချိန်ကိုဖခင်အတွက်ပေးတော်သူဖြစ်ပါလို့ကျွန်တော်အားပေးချင်ပါတယ်အချိန်ယူပြီးတော့မှနှုတ်ကပတ်တော်ကိုဆင်ခြင်ဖို့အချိန်ယူပြီးတော့မှနှုတ်ကပတ်တော်ဖတ်ဖို့အချိန်ယူပြီးတော့မှကျွန်တော်ဖခင်ကိုချိန်ပေးဖို့အားပေးလိုပါတယ်ဒါကြောင့်မို့ဒီနေ့ Holy Week မှာဆင်ခြင်စရာကကျွန်တော်တန်ဖိုးအရှိဆုံးသောအားလုံးလူသားအလုံးတန်းတူညီမျှပေးထားတဲ့အချိန်ကိုသင်ဘလို့အသုံးပြုတယ်လေဆိုတာအရေးကြီးပါတယ်ဒါကြောင့်ဒီနေ့ Holy Tuesday မှာဒီနေ့နှုတ်ပတ်တော်ကကျွန်တော်ကိုသွန်သင်နေတဲ့အရာကတန်ဖိုးရှိဆုံးသောအရာကိုပေးတတ်တော်သူဖြစ်ပါစေလို့ဒီနေ့နှိုးဆော်လိုပါတယ်အဲ့တော့ဒုတိယချက်ကတော့အဲ့ဒီတပည့်တော်အဝင်ဖြစ်တဲ့ယူဒရှကာယုတ်ကတော့အဲ့ဒီသခင်ယေရှုနဲ့တပည့်တော်တွေစီဝေးတဲ့နေရာကနေပြတော့မှထွက်သွားပြီးတော့မှအပြင်ကိုရောက်သွားပါတယ်အဲ့ဒီအငယ်14ထဲမှာဘယ်လိုပြောထားလဲဆိုတော့ထိုကားတဲ့တပည့်တော်တစ်ကြိမ်တစ်ပါးဝင်ဖြစ်သောယူဒရှကာယုတ်သည်ယေဘရဟိအကြီးထံသို့သွား၍အကျွန်ုပ်ယေရှုကိုကိုတော်လက်သို့အလင်အဘယ်မျှလောက်ပေးပါမည်နည်းဟုလျှောက်တော်ထိုသူတို့ကငွေကျပ်30ပေးပါမည်ဟုဝန်ခံကြ၏သခင်ယေရှုသွားပြီးတော့မှငွေကျပ်30နဲ့ရောင်းဖို့သွားပြီးတော့မှအဲ့ဒီအစည်းအဝေးထဲကနေပြီးတော့မှသူတို့အဖွဲထဲကနေပြီးတော့မှထွက်သွားပြီးတော့မှဘသူတွေကိုတိုင်ပင်လဲလို့မေးတဲ့အခါမှာယေဘရဟိဒီကိုသွားပြီးတော့မှတိုင်ပင်ညှိနှိုင်းတယ်ဆိုတော့ကိုတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ချစ်တော်ညီပေါင်းမှာတော့ကျွန်တော်ဒီနေ့ယုံကြည်သူအသက်တာမှာကျွန်တော်တိုင်ပင်ရမယ့်အရာကျွန်တော်မေးမြန်းရမယ့်အရာကဖခင်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်သိထားစေချင်ပါတယ်။ဘာကြောင့်လဲလို့မေးတဲ့အခါမှာကျွန်တော်အသက်ရှင်တဲ့ဖခင်ကိုကိုးကွယ်တဲ့ဣသရေလလူမျိုးမှာပထမဦးဆုံးသောရှင်ဘုရင်ဖြစ်တဲ့ရှောလုကသူ့ရဲ့ဆူတောင်းခြင်းကဖခင်ကအပြည့်မပေးတော့တဲ့အခါမှာသူ့ရဲ့ဆူတောင်းခြင်းကိုဖခင်ကနားမညောင်းတော့တဲ့အခါမှာသူကဘသူစီမှာသွားလဲလို့မေးတဲ့အခါမှာနောက်ဝင်တဲ့မိန်းမစီမှာသွားပြီးတော့မှမေးမြန်းတယ်ဆိုတော့ကိုတွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားခင်ကကျွန်တော်ရဲ့အသက်တာမှာယုံကြည်သူရဲ့အသက်တာမှာဘယ်လိုပြဿနာပဲကြုံစေကမူသူ့ကိုပဲမေးမြန်းစေခြင်းနဲ့ဘုရားရှင်ပဲဖြစ်တယ်သူ့ကိုပဲတိုင်ပင်စေခြင်းနဲ့ဘုရားခင်ဖြစ်တယ်ဒါကြောင့်မို့ဘုရားခင်ကိုတိုင်ပင်မေးမြန်းတတ်သောသူဖြစ်ပါလို့အားပေးလိုပါတယ်ဒါကြောင့်တမန်ကျမ်းစာကဒီလိုပြောပါတယ်
လူထင်တဲ့တိုင်းမှန်တော့လက္ခဏာရှိတော့လဲအစုံနဲ့တည်ချင်းတော့ပို့တော့လမ်းတစ်မျိုးပဲရှိတယ်လို့ပြောထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘုရားသခင်ကလူတိုင်းအသက်ရှင်တဲ့လူသားအလုံးကတူညီသောအုံနောက်ပေးထားပါတယ်အုံနောက်ကိုအမိပြုဖို့မဟုတ်ဘူးအုံနောက်ကိုအသုံးပြုဖို့ကိုယ့်ရဲ့အတွေးခေါ်တွေကိုအသုံးပြုဖို့ပဲပေးထားတာဖြစ်ပါတယ်ဒါပေမဲ့ရှင်မြင်းရှောလူကကိုယ့်ရဲ့အုံနောက်ကိုအမိပြုကိုယ့်ရဲ့အတွေးခေါ်ကိုအမိပြုပြီးတော့မှအလုံးလုံးတဲ့အခါမှာကျွန်တော်ဒီနေ့သူ့ရဲ့အသက်တာမှာဆုံကြုံချင်းရောက်တယ်ဆိုတော့ကိုကျွန်တော်တမန်ကျမ်းစာထဲမှာအတိမပြုထားပါတယ်ဒါကြောင့်မို့ကိုယ့်ရံကိုအမိမပြုနဲ့သွားလေရရ၌ထာဝရဘုရားကိုမျက်မှောက်ပြုပါလို့ပြောတဲ့အတွက်ကြောင့်မို့ထာဝရဘုရားကိုအမိပြုဖို့ကိုယ့်ရံကိုအမိမပြုဖို့အမိပြုခြင်းဆိုတဲ့ຢာကအာကိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ညံကိုအာကိုခြင်းကိုယ့်ရဲ့အတွေးခေါ်ကိုအာကိုခြင်းမဟုတ်ဘဲနဲ့ဘုရားကိုပဲအာကိုဖို့ဖြစ်ပါတယ်ဆိုတာအားပေးလိုပါတယ်ပြီးတော့မှကျွန်တော်တို့ဒီနေ့ရှောလမုန်သားဖြစ်တဲ့ဘုရားခင်ကောင်းကြီးပေးတဲ့ဉာဏ်ပညာပိုင်းဆိုင်ရာမှာကောင်းကြီးပေးတဲ့ရှင်မြေရှောလမုန်မင်းကြီးရဲ့သားရှောလမုန်မရှိတော့တဲ့နောက်ပိုင်းမှာဘုရင်နေရာမှာရောက်သွားတဲ့သားယောဘောင်ကသူ့အဖေရဲ့အကြံပေးပုဂ္ဂိုလ်တွေကပေးထားတဲ့အကြံကိုမယူဘဲနဲ့သူ့ရဲ့တငယ်ချင်းများစီကသူ့ရဲ့ရွေတူတငယ်ချင်းများစီကအကြံပေးတာကိုယူတဲ့အခါမှာဣသရေလလူမျိုး10မျိုးကိုဆုံးရှုံးသွားပါတယ်ဣသရေလလူမျိုး10မျိုးဆုံးရှုံးပြီးတော့မှသူ့ဘက်မှာပါလာတဲ့လူ2မျိုးပဲပါပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့အစဉ်ချင်းစရာကကျွန်တော်ရဲ့အသက်တာမှာယုံကြည်သူရဲ့အသက်တာမှာမင်းမြန်းရမယ့်အရာကဘုရားကိုပဲမင်းမြန်းဖို့ဖြစ်ပါတယ်တိုင်ပင်ရမယ့်အရာကဘုရားကိုပဲတိုင်ပင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့နံပါတ်1ဒီနေ့စင်ကျင်စရာကဘုရားကိုအချိန်ပေးတတ်တော့တန်ဖိုးရှိဆုံးသောအရာတွေအချိန်ပဲဖြစ်ပါတယ်ချစ်တော်ယုံမောင်မတို့ဒါကြောင့်မို့ဘုရားကိုအချိန်ပေးတတ်တော့သူဖြစ်ပါရှိတဲ့အချိန်မှာအချိန်ရတဲ့အချိန်မှာဆူတောင်းတော်သူဖြစ်ပါအချိန်ရတဲ့အချိန်မှာကျမ်းစာဖတ်တော်သူဖြစ်ပါအချိန်ရတဲ့အချိန်မှာတင်ဘုရားနဲ့မိတ္တာရဖွင့်တော်သူဖြစ်ပါလို့အားပေးလိုပါတယ်ဒုတိယချက်အနေနဲ့ကတော့ဘုရားကိုမေးမြန်းတတ်တော်သူဖြစ်ပါဘုရားကိုမေးမြန်းတတ်တဲ့အသက်တာရှိမှသာလေဘုရားသခင်ကတင့်ရဲ့ဆူတောင်းခြင်းတင့်ရဲ့စကားပြောခြင်းတင့်ရဲ့လှုပ်ဆောင်နေတဲ့အရာတိုင်းပေါ်မှာဘုရားသခင်ကအဖြေပေးသောအသက်တာရရှိမယ်ဆိုတော့ဒီနေ့ Holy Tuesday မှာဒီနေ့ရှမသက်ခရစ်ဝင်ခန်းကြီး26ဒီကနေပြီးတော့မှကျွန်တော်ဒီနေ့စင်ကျင်ခွာယူတာဖြစ်ပါတယ်ဒီနေ့အရောက်စီတိုင်းဒီနှုတ်ကပတ်တော်အဖြစ်ဘုရားရဲ့တည်တံပြန်လဲပြီးတော့မှစကားပြောပါစေဘုရားရဲ့ထူကောင်းကြီးပေးပါစေ